အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ချင်တာကတော့ဒီမနေ့ကကျွန်တော် quiz set နေပေါ့နော်ဒီ Lambo တွေကို break all Lambo ဆိုပြီးတော့ဒီ quiz set ထဲမှာ IP ပေးပြီးတော့ဒီအလွယ်လောက်သွားတယ်ပေါ့နော်အဲ့ဒါကို menu ရယ်ဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီကတော့သူကဘာလုပ်လဲဆိုတော့ဒီ Lambo တွေကို break တစ်ခုထဲမှာပေါင်းထည့်လိုက်ပြီးတော့အဲ့ Lambo တွေကို IP ပေးတယ်ပြီးတော့အဲ့ break ကနေပြီးတော့ဒီ IP end user device တွေကို IP ဘယ်လိုချပေးမလဲဆိုတာကို DHCP ဘယ်လိုလုပ်လဲ DHCP server ဘယ်လိုထောင်မလဲဆိုတာကို menu ရယ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအရင်ဆုံးကျွန်တော်မနေ့ကပေါ့နော်ဒီ DHCP client လောက်လိုက်တယ်ဒီ11မှာ DHCP client ဖြစ်နေပြီဒီ microtik မှာ internet ရနေပြီပေါ့နော်အဲ့တော့နောက်တစ်ဆင့်အနေနဲ့ဒီ LAN တွေကို internet ရအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီဟောပေါ့နော် sorry ဒီ break ကိုသွားမယ် break မှာကျွန်တော်တို့ break တစ်ခုဆောက်မယ်ပေါ့နော် new ကိုနှိပ်လိုက်မယ်ကိုအဆင်ပြေတဲ့နာမည်လေးပေါ့နော်ကိုကဒီ break ကိုဘာအတွက်သုံးမလဲပေါ့နော်ကျွန်တော်ကဒီ AP အတွက်လုပ်မယ်ပဲထားလိုက်ပါတော့နော် AP break AP ပေါ့နာမည်တစ်ခုပေးလိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆို break ကတော့ရသွားပြီဒါပေမဲ့အဲ့ break ထဲကိုကျွန်တော်တို့လိုချင်တဲ့ port တွေကိုပေါင်းထည့်ပေးရမယ်ဒီ port ကိုနှိပ်လိုက်မယ် port ကိုနှိပ်ပြီးတော့ new ကိုနှိပ်လိုက် new ကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ထည့်ချင်တဲ့ interface ကိုရွေးပေးရမယ်ပြီးတော့ဒီမှာကျွန်တော်တို့ break တွေတစ်ခုတည်းမကပို့ရှိခဲ့ရင်ကိုယ်ဘယ် break ထဲကိုဒီ interface ကိုပေါင်းထည့်မလဲဆိုတာကို break ကိုလည်းပြန်ရွေးပေးရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ break တစ်ခုတည်းရှိရဖြစ်တဲ့အတွက် AP ကိုပဲ break AP ကိုပဲရွေးမယ်ပြီးရင်ကျွန်တော်က1ကိုတော့ဒီ ethernet 1ကိုတော့ပေါင်းထည့်လို့တော့ပေါင်းထည့်ခြင်းလည်းပေါင်းထည့်လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က LAN ကိုတက်ဖြစ်စေချင်တာဖြစ်တဲ့အတွက်ဒီတခြားကိုသုံးချင်တဲ့ port တွေကိုပဲထည့်ပေးမှာဖြစ်တယ် ethernet 2ထည့်မယ်ပြီးနောက်တစ်ခု ethernet 3ထည့်မယ်နောက်တစ်ခုethernet 4ထည့်မယ်ဟုတ်ပါနော်အဲဒါ okayရော okay ဒါက wifi ဖြစ်သွားတယ်တစ်ခုကြံနေသေးတယ်တစ်ခုက AP3 ပေါ့နော် AP3 1 2 ethernet 4ကြံနေပေါ့နော် ethernet 4ထည့်လိုက် okay အဲဒီကုန်ရလာပြီပေါ့နော်ကျွန်တော်မှရှိတဲ့ physical interface တွေဒီ break ထဲကိုပေါင်းထည့်လိုက်ပြီပေါ့နော် okay ဒါဆို break ကိစ္စပြီးသွားပြီ break ကိစ္စပြီးသွားပြီဆိုတော့ဒီနောက်တစ်ခုကဒီ IP ထဲမှာ address ဆိုတာရှိတယ်ကျွန်တော်တို့ကအဲ့ break ကိုIP address ပေးမှာပေါ့နော် IP address ပေးမှာဒါမနေ့ကကျွန်တော်လုပ်ထားတဲ့ကောင်လေးကျွန်တော်ဒီကနေ remove လုပ်လိုက်မယ်ဒါ loop address သက်ပေးတာပေါ့နော်ဒီကောင်လေး remove လုပ်လိုက်ဒါ DHCP ချနေတဲ့ IP ပေါ့နော်သူ့မှာကျွန်တော်တို့မှာ address တွေရှိသမျှ IP တွေအကုန်လုံးဒီမှာလာပေါ်တယ်ပေါ့နော်ဒီကောင်ကဒီ DHCP ချနေတဲ့1မှာ ethernet 1မှာ DHCP ချနေတဲ့ IP ပေါ့နော်အဲကျွန်တော် new နှိပ်လိုက်မယ် new နှိပ်ပြီးတော့ကျွန်တော်တို့ဒီ network ရဲ့ IP ကိုထည့်ပေးရမယ်ပေါ့နော်192.168.1/24နဲ့ပဲထည့်လိုက်မယ်ပေါ့နော် /24 နဲ့ထည့်လိုက်ပြီးရင်အရေးကြီးတာကဒီမှာ interface ရွေးပေးရမယ်ပေါ့နော် interface ကကျွန်တော်တို့က break ကိုပဲလုပ်မှာဖြစ်တဲ့အတွက်ဒီ break ကိုလုပ်လိုက်တာဒီမှာ break နဲ့မလုပ်ချင်ဘူးဒီ port တွေတစ်ခုချင်းစီကို IP တွေပေးချင်ရင်လည်းရတယ်ကျွန်တော်တို့က break နဲ့ပေါင်းတာဖြစ်တဲ့အတွက်ဒီ break ကိုပဲရွေးပေးလိုက်ရင်ဒီ port တွေအကုန်လုံးကဒီ break ထဲမှာပါသွားပြီးသားဒီ network ထဲကိုရောက်သွားမှာပေါ့နော်အဲဆိုရင် okay နှိပ်လိုက်မယ်အဲဆိုရင်တော့ဒီ break AP ကျွန်တော်တို့လုပ်ထားတဲ့ break AP ကဒီ network တွေနဲ့ကြာမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒီဟိုအတွက်
ဒီ bridge အတွက် DHCP server ဆောက်ပြရမယ်ပေါ့နော် IP ထဲမှာ DHCP server ဆိုတာရှိတယ်ပေါ့နော်ဒီလောဆယ်မှာဆိုရင် server မှမရှိသေးဘူးအဲ့တော့ DHCP server ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီ AP မှာ bridge AP မှာကျွန်တော်ရဲ့ bridge ကနေပြီးတော့ DHCP server ထွက်စေချင်တာဖြစ်တဲ့အတွက်ဒီကောင်ကိုရွေးပေးမယ်ပြီးရင် next နှိပ်မယ် next နှိပ်မယ် next ပဲနှိပ်မယ်ဒီမှာပြီးတော့ကိုပေးမဲ့ DHCP rate ပေါ့နော် DHCP rate နည်းများကိုချိန်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ default ပဲထားလိုက်မယ်2ကနေ 2540 ပေးမယ်ပေါ့နော်နောက်တစ်ခု DNS ပေါ့နော် send DNS ပေးလိုက်မယ် next နှိပ်မယ်ဒါ DNS server ပေါ့နော် DNS server ကိုထည့်ပေးလိုက်ပေါ့နော် 8.8.8.8 Google ရဲ့ DNS ပဲထည့်ပေးမယ် 8.8.4.4 နော်ဒီ next နှိပ်လိုက်မယ် list time တွေပါလေကိုပြင်လို့ရတယ်မပြင်တော့ဘူးဒါဆိုရင် DHCP ရပြီပေါ့နော်ဒီမှာနာမည်ပြောင်းချင်လဲကိုပြောင်းလို့ရတယ်နော် okay ဒါဆိုလို့ရှိရင်တော့ဒီဘက်မှာလို့ network ဆိုတော့ကျွန်တော်ကြုံတွေ့ဘူးတာတခုပေါ့နော်ကျွန်တော်တို့ send DNS နဲ့လို့ DHCP တွေ DNS တွေထည့်ပေးလိုက်တော့လဲတစ်ခါလေကြာရင်ဒီ end user device တွေမှာလိုင်းရတက်တယ်ဒါပေမဲ့ internet သုံးမရတဲ့ဟာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဆိုရင်ဖြည့်ရှင်းနည်းတွေကဒီ network ထဲမှာ DNS server မှာဒီ DNS ဒီကောင်လေးပျောက်နေတတ်တယ်ပေါ့နော်ကောင်လေးမပါလာဘူးဒီလိုဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်နောက်မှာ DNS server မှာဒီလိုလေးထည့်ပေးလိုက်ပေါ့နော်ဒီလိုလေးထည့်ပေးလိုက် apply okay နေပေးလိုက်တာ ਨੇ အဲ့ user ဘက်မှာလည်း IP ကျပြီးတော့ internet လည်းသုံးလို့ရတော့မယ်ပေါ့နော် okay နောက်တစ်ခုကတက်လက်စတယ်ပဲ DNS ပေါ့နော် DNS ကိုလည်းပြောပြလိုက်မယ် DNS မှာပုံမှန်အဖြစ်ဒီလိုဖြစ်နေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကDNS server ထည့်နည်းပေါ့နော် IP တွေက DNS ကိုသွားမယ်ပြီးရင်ဒီမှာ server တွေထည့်ပေးရမယ် 8.8.8.4.4 apply okay နေပေးလိုက်ပေါ့နော်ဒါဆိုရင် DNS server ရပါပြီနောက်တစ်ခုကဒီနေ့ထပ်ပြောပြပေးမှာ firewall ပေါ့နော် firewall မှာဒီ net ဆိုတာပေါ့နော် net ဆိုတာလေးကိုသွားမယ်သွားပြီးဒီ new မှာ new ဆိုတာကိုနှိပ်မယ်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီ LAN တွေကနေပြီးတော့ထွက်လာတဲ့ network တွေကိုဒီ WAN ကနေပြီးတော့ထွက်စေချင်တာပေါ့နော်ပြောရမယ်ဆိုရင်တော့ internet ကိုထွက်စေချင်တာပေါ့နော်ဒီ LAN မှာဒီ local area မှာရှိတဲ့ဒီ AP တွေ end user device တွေကနေပြီးတော့ဒီ WAN ကနေပြီးတော့သွားစေချင်တာပေါ့နော်အဲဆိုရင်ဒီ firewall မှာ net rule လေးရေးပြရမယ် firewall IP တွေက firewall သွားမယ်ပြီး net ဆိုတာကိုသွားမယ် net မှာ new ကိုနှိပ်မယ် new နှိပ်ပြီးဒီ chain ကတော့ default ပဲပြီးအောက် interface ပေါ့နော်အောက် interface မှာ plus လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာ11ပေါ့နော် ether 1ကိုရွေးပေးမယ်ပြီးရင် action မှာကကြတော့ squad d ပေါ့နော်ကျွန်တော်အတန်ဆိုတော့တိတ်မထွက်တော့ဘူးဒီကောင်ကို MAS နဲ့စတဲ့ကောင်ပေါ့နော်ဒီကောင်ကိုရွေးပေးလိုက်မယ်ရွေးပြီး apply okay နှိပ်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်ကရေးထားပြီးသားမလို့ပါပေါ့နော်ဘယ်လိုလေးဖြစ်မလဲဆိုတော့ဒီကောင်ပေါ့နော်ဘယ်လိုလေးဖြစ်မလဲဆိုတော့ဒီလိုလေးဖြစ်မှာပေါ့နော်1ပြီးရင် action မှာ start ဒီကိုရေးပေးလိုက်တခါလေကြာရင်လည်းကျွန်တော်တို့ဘက်မှာဒီကောင်ဆိုလို့ရှိရင်ဒါတော်နေရကျွန်တော်လှုပ်လိုက်လို့ပေါ်လာတဲ့ကောင်ပေါ့နော်အဲ့လိုမျိုးပေါ်သွားတတ်တဲ့ခါလည်းရှိတယ်အဲ့
လုံးမဖြစ်ဘူးဆိုရင်ကိုယ့်ကိုဒီမှာလာရေးပေးလိုက်ဒါဆိုရင်ဒီ internet ရသွားလိမ့်မယ်ပေါ့နော် okay ဒီနေ့ကတော့ဒီလောက်ပါပဲ sharing လုပ်ပေးချင်တာကျေးဇူးတင်ပါတယ်